ရန်ကုန်မြို့လေကဟိုတယ်တွင်အမျိုးသမီးတဦးအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ခံရရန်ကုန်မြို့လေကဗပဲတန်းမြို့နယ်အမှတ်17ရပ်ကွက်32လမ်းအထက်ဘလောက်မှာရှိတဲ့ Beauty Land Hotel မှာအောက်တိုဘာလ6ရက်ဒီနေ့မနက်မျိုးသမီးတယောက်အပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ခံခဲ့ရတယ်လို့မြို့ကန်နေစီကသိရပါတယ်။ဒီကနေ့မနက်9နာရီခွဲက Beauty Land Hotel အခန်းနံပါတ်902မှာတဲခိုတဲ့အမျိုးသမီးကိုလူတော်သမားကအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ကအခန်းပြင်ဘက်လေးအေးပေးဆက်တက်ဆင်ထားတဲ့စင်ပေါ်မှာအမိုက်အိတ်အပြာနဲ့ဆွန့်ပစ်ခဲ့တာလို့မြို့ကန်တယောက်ကပြောပါတယ်။ဘယ်အချိန်တည်းကတက်သွားတာလဲမသိဘူး။လူကိုအသားငါခုတ်တယ်လို့အပိုင်းပိုင်းခုတ်ထစ်ပြီးအမိုက်အိတ်ထဲထည့်ထားပြီးလေးအေးပေးဆက်ပေါ်တင်ထားတာလက်တစ်ဖက်ထွက်နေမှသိတာအတော်လေးကြောက်ဖို့ကောင်းတယ်။ဟိုတယ်ထဲမှာဒီလိုခုတ်ထစ်တက်ဖြတ်နေတာကိုမသိဘူးဆိုတော့စဉ်းစားလို့မရဘူး။လက်တလုံးမှာစစ်ကောင်စီတပ်တဲ့ရဲတွေကဆိုပါဟိုတယ်အတွင်းဝန်ထမ်းတွေကိုစစ်ဆေးနေပြီး CCTV မှတ်တမ်းတွေကိုတိုက်ဆိုင်စစ်ဆေးနေတယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်သူတယောက်ကပြောပါတယ်။အခင်းဖြစ်ဟိုတယ်ရဲ့အခန်းတစ်ခန်းမှာလာရောက်တဲကိုတဲ့အမျိုးသမီးတယောက်ဟာခန္ဓာကိုယ်အပိုင်းပိုင်းခုတ်ပြတ်တက်ခံထားရပြီးအခန်းပြင်ဘက်လေးပေးဆက်တက်ဆင်ထားတဲ့စင်ပေါ်မှာအမိုက်အပြာနဲ့ဆွန့်ပစ်ထားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။အခင်းဖြစ်ရတဲ့ပတ်သက်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နဲ့တပ်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ကရဲအရာရှိကြီးတွေကိုယ်တိုင်တွားရောက်စစ်ဆေးနေပြီးအသက်ခံရသူအမျိုးသမီးရဲ့ကိုယ်ရေးအချက်လက်ကိုစုံစမ်းနေတယ်လို့လည်းဗပဲတန်းမြို့မှာရဲစခန်းကရဲအရာရှိတယောက်ကပြောပါတယ်။လူကြီးတွေတွားရောက်စစ်ဆေးနေပါတယ်။ကျူးလွန်သူကိုဖမ်းမိဖို့လှုံ့ဆော်နေပါတယ်။အမှုဖွင့်ဖို့အတွက်လည်းဆောင်ရွက်နေပါတယ်လို့ဗပဲတန်းမြို့မှာရဲစခန်းကရဲအရာရှိတယောက်ကပြောပါတယ်။အခုဖြစ်စဉ်မှာကျူးလွန်သူကိုဖမ်းမိရေးအတွက်သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်းခင်းဖြစ်ဟိုတယ်ကတာဝန်ရှိသူတယောက်ကပြောပါတယ်။32လမ်းဘက်ကနေလက်ကြီးလမ်းမြင်လို့စသိတာလို့ကြားတယ်။အလောင်းကတော့မနက်8နာရီလောက်ကတည်းကတည်သွားတယ်လို့32လမ်းအနီးနားမှာဈေးရောက်နေတဲ့သူတို့ကပြောပါတယ်။ဟိုတယ်ရဲ့9လွာအခန်း902မှာအမျိုးသမီးတဦးကိုအပိုင်းပိုင်းဖြတ်တက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဗရင်းမောက်ကပြစ်ချတာကိုဘောင်မော်တင်နေတာဖြစ်နိုင်တယ်လို့ဒေသခံတအုပ်ကမှတ်ချက်ပေးပါတယ်။လူတက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့ရဲတွေနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကစစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီးနေ့လယ်ပိုင်းအထိရဲတွေကအဲ့ဒီဟိုတယ်မှာရှိနေတာကိုတွေ့ကြရပါတယ်။တော်တော်ကြောက်စရာကောင်းတယ်။အရင်ကနိုင်ငံသားတွေမှာပဲကြားဘူးတာလို့အမျိုးသမီးတဦးကပြောပါတယ်။လူတက်မှုဖြစ်စဉ်ဖြစ်တဲ့ဟိုတယ်ကအချိန်ပိုင်းတဲခိုလို့ရတယ်လို့မှတ်ပုံတင်မပေးပဲအပိုကြီးပေးပြီးတဲခိုလို့ရတာကြောင့်လူတက်မှုစုံစမ်းရမှာအခက်အခဲတွေရှိနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။တည်ရဲ့အမျိုးသမီးရဲ့ကိုယ်ရေးချက်လက်တွေနဲ့ CCTV တွေတိုက်ပြီးစစ်ဆေးနေတယ်။တက်သွားတဲ့သူကိုမိဖို့ဆိုတာတော့မလွယ်ဘူး။မြို့လေကောင်ကဟိုတယ်မှာဒီလိုလူတက်မှုဖြစ်တယ်ဆိုတော့အုပ်ချုပ်ရေးပိုင်းကစောင့်ရှက်ကွဲတာပေါ့။ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကမယန်းကုန်းမြို့နယ်ကဘာရေးကွန်ဒိုမှာနေထိုင်တဲ့တောင်ကိုရီးယားနိုင်ငံသားတယောက်လူရဲတပ်ဖြတ်ခံရတယ်လို့လာသာမြို့နယ်က New Party KTV မှာတရုတ်နိုင်ငံသားတယောက်တနက်နဲ့တစ်ခတ်တပ်ဖြတ်ခံခဲ့ရပါတယ်။လာတူခုနှစ်ဇန်နဝါရီလအစောပိုင်းကဒေါ်ဘုံတာကေတမယန်းကုန်းဝန်းချံကုန်းနဲ့ရွှေပြည်သာမြို့နယ်မှာလူ9ယောက်လူရဲတပ်ဖြတ်ခံရပြီးပြစ်မှုကျူးလွန်သူတွေကိုယခုချိန်ထိရဲတွေကဖမ်းဆီးရမိခြင်းမရှိသေးပါဘူး